ဆိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့မကြော်ညာရတာကြာပြီဖြစ်တဲ့ကျွန်တော်ရဲ့ online class လေးအကြောင်းကိုပြန်ပြီးတော့ကြော်ညာတင်တဲ့အနေနဲ့ video file လေးအကြမ်းမြင်လေးလုပ်လိုက်တာပါဆိုကျွန်တော်ဒီမှာဗာတင်တဲ့တက်လို့တက်မှမသိတဲ့ brother တွေအတွက်လည်းတည်သွားရအောင်ပေါ့နော်ဆိုရာကြီးဆာမွေ class 3ဖြည့်မဲ့ brother တွေအတွက်ပေါ့နော်ကျွန်တော်ကonline class လေးလုပ်ထားတာရှိတယ်အဲ့ဒါကလေvideo file နဲ့လုပ်ထားတဲ့ online class ပေါ့နော်ဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ rule and regulation ပေါ့နော် college 72ကြိုပြီးတော့ကြက်လို့ရအောင်ကျွန်တော်သိတဲ့လောက်ကျွန်တော်ညံမိတဲ့လောက်နားလည်တဲ့လောက်ရှင်းပြထားတဲ့ video file တွေရယ်ပြီးရင် IAL လေးပေါ့နော်ILA point system တွေအကြောင်းစာမွေးမှာဘယ်လိုမေးတက်တယ်ဒီ point တွေဘယ်လိုလေ့လာမယ်ပြင်ပအတွက်ရောတင်မောဘောကနေလေကျွန်တော်တိုက်ရိုက်လုပ်ထားတဲ့ video file လေးရှိတယ်ပြီးသွားရင် general cargo ship what's problem general cargo ship တွေဖြစ်ကုန်ပြီ general ship knowledge အကြောင်းကြီးနည်းနည်းလောက်ထားတာရှိတယ်class 3စာမူဝဲ order စာမူဝဲတော့ပေါ့နော်အဲ့ဒါရှိတယ်အဲ့ဒီ online class လေးပေါ့နော်ကျွန်တော် Telegram group Facebook group နဲ့လောက်ထားတာဆိုတော့အချိန်အကန့်အသတ်မရှိဘူးပေါ့နော် Zoom class လည်းမဟုတ်တာဖြစ်တဲ့ကြောင့်မလို့ဝင်ပြီးတော့ video file နဲ့လေးလာလို့ရမယ်ပေါ့နော်အရင်ကြီးပြည့်စုံနေတဲ့ online class မျိုးတော့မဟုတ်ဘူးတန်ကြီးပေးပြီးတော့တက်ချင်တဲ့ brother တွေပြီးရင်နောက်ပိုင်းကျွန်တော် class တွေရဲ့ brother တွေက class 3အောင်ပြီးသွားရင်ကျွန်တော်လုပ်ထားတဲ့တင်မောမှာလုပ်ထားတဲ့ 3O တွေအတွက် knowledge sharing လုပ်ထားတဲ့ on job training လို့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးလေကျွန်တော်ပေးတက်မယ်ဆိုတော့အဲ့ဒါလေးပြန်ပြီးတော့ကြော်ညာတာပါclass 3ဖြည့်ဖို့ tech officer class 3ဖြည့်ဖို့အတွက်စာကြိုချက်ချင်တဲ့ brother တွေအတွက်အထူးသင့်လျော်မဲ့ video file လေးဖြစ်တယ်ဆိုတော့online class ဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ရေးအာမခံပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်